ဘာလဲပြန်ဖြီးလို့ရရင်ဆိုရင်ဖြီးလိုက်ဖြီးပြီးအဲ့အားလေးဖြီးလိုက်ဗီဒီယိုဖိုင်ရိုက်ထားလိုက်ပြီးလို့ရှိရင်ဖြီးထားပိုက်တယ်မီးထိုးလိုက်မီးထိုးလိုက် အင်းအောင်ညမ်းနေရလေဖြုတ်လိုက်တော့ဖြုတ်လိုက်တော့ဖြုတ်လိုက်ရှင်းချက်ကတော့80 black ပဲ HD ကောင်ထွက်တယ်တန်ကြီးဆွေးရီစီသားတယ်စီသားจะปอกได้เนาะစိတ်ထွက်နေတော့เนี่ย